ဒါကတော့ကျွန်တော် GTI နှလုံးသားလေးပါမင်္ဂလာပါကျွန်တော်လိုက်ကနေကြိုးဆိုပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့အယောင်ချင်းထားတဲ့ GTR လေးပေါ့အယောင်ချင်းနေဆိုတာကျွန်တော်က original sale လေးပြတ်မှာဆိုလို့ original ကအဖြူရောင်ပေါ့အဲ့ဒါကိုကျွန်တော်အရင်တော့အပြာရောင်9နှစ်လောက်စီးလိုက်တယ်9နှစ်လောက်စီးလိုက်ပြီးတော့ကျွန်တော်ရိုးသွားပြီဆိုတော့နီအောင်လေးပြောင်းမယ်ဆိုပြီးတော့လွန်ခဲ့တဲ့တစ်နှစ်လောက်ကအဲကာလာလေးပြောင်းရင်လိုအပ်တာလေးတွေပေါ့ကျွန်တော်တို့ကာဗွန်တွေပါတယ်ပြန်ရွှိုင်းကာဗွန်ဖိုင်ဘာတွေကလည်းကြာနေပြီဆိုတော့တချို့နေရာတွေအယောင်လွင့်နေပြီဆိုတော့ top secret ပဲမဲ့အဲ့ဒါတွေကိုပြန်ပြီးတော့ကုန်တင်လေးတွေပြန်တင်ပေါ့လို့လှုပ်ထားရင်းနဲ့အခုမမောင်းရတာလည်းကြာပြီဆိုတော့ကျွန်တော်ဒီနေ့ GTR လေးကိုဆက်နှိုးကြည့်မယ်ပြီးရင် Optima သွားပြီးတော့ engine wine လဲမယ်လိုအပ်တာလေးလုပ်မယ်ပေါ့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့မနက်ကားကို start လုပ်တယ်ကားတိုင်းပေါ့ကျွန်တော်တို့ပြိုင်ကားမှမဟုတ်ဘူးဘယ်ကားမှဆိုကျွန်တော်တို့ start လုပ်တယ်ဆိုရင်ကျွန်တော်တို့ဆက်မနှိုးခင်မှာ engine wine တွေရေတွေအရင်စစ်တယ်ပေါ့အခုလေအဲ့ထုံးစံလေးကိုမပြောင်းအောင်ရင်စစ်ကြည့်လိုက်အောင်မယ်ဒါကတော့ကျွန်တော်တို့ Aero Cash ပေါ့ကျွန်တော်တို့အရင် high speed မောင်းတဲ့အခါကျရင်ကျွန်တော်တို့ကာဗွန်ဖော်နဲ့တွေကပေါ့တော့လန်သွားတတ်တယ်အဲ့ဒါကိုကာကွယ်တဲ့အနေနဲ့ကျွန်တော်တို့ original J အပြင်ကိုဒီကောင်က J အပိုပေါ့ထပ်ပြီးတော့ထည့်ထားတာကဲဟောလာengine ဘိုင်းကတော့တိတ်အများကြီးမလုပ်ထားဘူးဒီကားကကျွန်တော်တို့ဟို Alpha 7 full package ကိုမှ racing intercooler နဲ့ပေါ့ဘာလို့ racing intercooler ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ turbo တွေပါတယ်နောက်ပိုင်းလဲတယ်ဆိုရင် internet လည်းလဲရမယ်အဲ့ကြရင် cooling အတွက်က ready ဖြစ်နေအောင်ပေါ့နော် Alpha 7 package မှာပါတဲ့ intercooler နဲ့သေးတယ်အဲ့တော့ကျွန်တော်တို့ဒီ racing side အကြီးကိုထည့်ထားတာပေါ့ပြီးတော့ဒီကောင်ကဒါ Alpha 7 package မှာပါတယ် induction kit ပေါ့ induction kit ဒီကောင်၄ byte တွေအကုန်လဲထားတယ် intercooler pipe တွေ intake pipe တွေအကုန်လဲထားတယ် intake ကလည်း KN9 intake တွေဒီထဲမှာဆိုတော့မြင်တော့မမြင်ရဘူးပေါ့ပြီးတော့ဒီကောင်က tire blow off ပါဒီကောင်က Alpha ထုတ်တဲ့ water tank ပေါ့တိတ်အများကြီးထူးမရှိပါဘူးပြီးတော့ကျွန်တော်တို့ဟိုဟာအဓိကကတော့35တွေမှာပြတ်တာများတယ် gear box ပေါ့ဒီကောင်ကလွန်ခဲ့တဲ့10နှစ်လောက်ထဲကကျွန်တော်ဟိုဟာလဲထားပြီးသား gear box ကို Chevron 2.5 ပေါ့ကျွန်တော်တို့ America brand ဒီကောင်ကဟိုဟာ dual clutch gear box တွေပဲတီးတန့်လုပ်တဲ့ဟာကျွန်တော်လဲထားပြီးသားပေါ့ horsepower 1000 torque 1000ခန့်နိုင်တယ်ဒီကောင်က stage များလာလေ horsepower ပိုခန့်နိုင်နေပေါ့ကျွန်တော်တို့အဲ့တုန်းကတော့ဟို turbo တွေပါလဲမယ်နဲ့ကျွန်တော်ဟိုဟာနိုင်ငံခြားလေးရောက်သွားတော့ကျွန်တော်မလဲပြလိုက်ဘူးပေါ့အဲ့ဆိုကျွန်တော်တို့ engine wine တိုင်းမယ်ရေစစ်မယ်ပေါ့ကျွန်တော်တို့ engine wine တွေရေတိုင်းပြီးပြီဆိုတော့ကားလေးကိုဆက်နှိုးကြည့်မယ်ကျွန်တော်တို့ Coaster ကခဏလေးတော့စောင့်ရမယ်ဒီကောင်က temperature ဒီကောင်65 80ပေါ့ engine wine ရောကျွန်တော်တို့ gear box temperature ရောအဲ့လောက်ရောက်တဲ့အချိန်ကျမှကျွန်တော်တို့စမောင်းမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ engine wine ဆိုရင်လည်း10 60ကျွန်တော်တို့ထည့်ထားတာပေါ့နော်အဲ့ကောင်ဆိုတော့ဒီကောင် temperature တစ်ခုရောက်မှစီရလည်းအပေါ်ချမ်းကိုရောက်မယ်ဒီကောင် gear ဆိုရင်လည်းကျွန်တော်တို့ warm up လုပ်ပြီးတော့မှမောင်းတာပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ပုံမှန်ကားတွေထဲကျွန်တော်တို့ racing engine wine တွေတုံးထားတယ်ဒီပြိုင်ကားတွေကျော်သူကစီကအပြစ်တွေတုံးထားတာဆိုတော့ကျွန်တော်တို့စီနဲ့လေးကျဲအောင်ပူအောင်လို့စောင့်လိုက်မယ်နော်မေ့သွားလို့တခုက
ကန်ဆယ်မဲ့ဖောက်စရာတစ်ခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ GDR မှာတအားအပြတ်များတာ Bluetooth ပေါ့ Bluetooth ရဲ့ hard disk ရဲ့ဒီအောက်ကကောင်ဒီထဲမှာပါတဲ့ကောင်ကတအားပြတ်တယ်မမောင်းတာကြာရင်လည်းပြတ်တယ်ဒီတိုင်းထားရင်လည်းပြတ်တယ်အဲ့တော့ကျွန်တော်တို့ Bluetooth ရသေးလားမရသေးလားကျွန်တော်ကန်ဆယ်မယ်ဟက်ချက်လောင်းရသေးတယ်ကျွန်တော်အရင်ဖုန်းပေါ့အခု Bluetooth ကိုပြန်ချိတ်ရမယ်ပေါ့နော်ပြန်ချိတ်ဖို့ကကျွန်တော်မှတ်မိသေးလားဆိုပြီးစမ်းကြည့်မယ်ဂျပန်လိုတွေကြီးပဲအကုန်လုံးကအခုတော့9မိနစ်လောက်မှုေနှောက်ပြီးတော့ Google Translate တွေဘာတွေလုပ်ဂျပန်လိုတွေဘာသာပြန်ပြီးတဲ့နောက်မှာတော့ပြန်ချိတ်လို့ရသွားပါပြီခင်ဗျာtemperature လည်းလိုအပ်တဲ့လောက်ရပြီဆိုတော့သွားကြမယ်နောက်ခု Optima သွားနေတုန်းလေးပေါ့ကျွန်တော်တို့ caption ကအကြောင်းလေးကိုကျွန်တော်ပြောပြမယ်ဘာဖြစ်လို့ဒီကားကလွန်ခဲ့တဲ့10နှစ်လောက်ကဆင်ထားတဲ့ဟာကိုအဲ့လိုအဲ့တုန်းက GDR တစ်စီးစာလောက်ကြာတာလဲပေါ့နော်